ကောင်မလေးဟာတိတ်တိတ်လေးနဲ့ဘူးဖုံးကိုဖွင့်ပြီးစက်ပြအိတ်နဲ့အိတ်ခိုးယူတာကိုဆိုင်ရှင်ကမြင်သွားတယ်သူ့အိတ်ထဲထည့်ပြီးဆိုင်ကနေထွက်ပြေးတယ်။ဆိုင်ရှင်ကသူမကိုဆိုင်ပြင်မှာရက်ခိုင်းပြီးမေးတယ်အိတ်ထဲစစ်ဖို့စူးစမ်းပေမဲ့ကောင်မလေးကစက်ပြတွေကိုဝက်ကဘာမှမရှိသလိုဟန်ဆောင်လိုက်တယ်။ဆိုင်ရှင်ကမိဘတွေကိုခေါ်မယ်လို့ချင်းချောက်ပြီးထွက်သွားတယ်ကောင်မလေးကအဲစကားကိုမခံချင်ဘူး။နောက်တော့သူမကဆိုင်ရှင်ရဲ့အိမ်ပြင်မှာစောင့်နေရဲ့လေကားပေါ်တက်နေတဲ့သူ့ကိုမြင်တော့တိတ်တဆိတ်ဝင်ရောက်ပြီးလေကားအောက်မှာရက်လိုက်တယ်။ဆိုင်ရှင်ကသူ့ကိုမြင်သွားပြီးထွက်သွားလို့ဆူလိုက်တယ်သူမလေကားကိုတွန်းလိုက်လို့ဆိုင်ရှင်ဟာကျမ်းပြင်ပေါ်အပြင်းထန်ကြပြီးဒဏ်ရာရသွားတယ်ထိတ်လန့်သွားတဲ့ကောင်မလေးဟာအိမ်တို့အမြန်ပြေးပြန်ကကြောပိုးအိတ်ကိုကျမ်းပေါ်ပစ်ချပြီးကြောက်ရွံ့နေရဲ့သူမလုံးမိတာကိုယ်တိုင်မယုံနိုင်ပေမဲ့မျက်နှာပေါ်မှာအပြုံးတစ်ချက်ပေါ်လာတဲ့အဲနောက်ဆရာမအိမ်ထဲခိုးဝင်ပြီးရေခဲတစ်တာတွေကဒိန်ကျင်ဘူးကိုယူပြီးစက်ပြာတွေကိုထည့်မွေလိုက်တယ်ပြီးတော့ပြတင်းပေါက်ကနေတိတ်တဆိတ်ပြန်ထွက်တဲ့အိမ်ရှင်ဆရာမပြန်ရောက်လာပြီးဒိန်ကျင်ကိုဖွင့်စားလိုက်တဲ့ကောင်မလေးမှာအခုဆိုထပ်မံရင်ဆိုင်စရာမလိုတော့ဟုစိတ်ထဲမှာပြုံးရည်နေတယ်